Hi everyone, let's practice answering a simple English question today. ကဲဟုတ်ပြီအဲ့တော့ကိုမိခိုးနေကတော့မီးလာတတ်ကြရပေါ့နော်အဲ့တော့ဘာသာစကားအနေနဲ့ English လို့မီးလာခဲ့တယ်ဆိုလို့ရှင်ကိုက English လို့ဘယ်လိုဖြစ်ရမလဲပြင်ဆင်ထားရမှာပေါ့ဟုတ်ပြီနော်အဲ့တော့ဒီလိုလေးမီးလာမယ်ဆိုရင် I hungry မင်းဖိုက်စားလားကဲအဲ့တော့ဘိုက်စားတဲ့ချင်းရှိရယ်ဘိုက်မစားတဲ့ချင်းရှိရယ်နည်းနည်းစားတဲ့ချင်းရှိရယ်စားပြီးဒါအချိန်နဲ့ရှိတယ်နောက်တစ်ခုခုစားချင်တဲ့ချိန်နဲ့ရှိတယ်အဲ့တော့အဲ့လိုမျိုး situation တွေအတွက်ဆိုလို့ရှိရင်ကိုကဘလို့ဖြေတွေကိုကြိုတင်ပြင်ဆင်ထားကြမလဲကြည့်ကြအောင်အဲ့တော့ပထမဆုံးတစ်ခုကဟုတ်ကဲ့ဘိုက်စားပါတယ် Yes I'm hungry Yes လို့လုံးဝမဖြစ်အောင်เนาะကဲဟုတ်ပြီအဲ့တော့နည်းနည်းဘိုက်စားရဆိုလို့ရှိရင် a little bit ဟင်းကျမဘိုက်မစားပါဘူးအဲ့ဒါဆိုလို့ရှိရင် No I'm not hungry No လို့လုံးဝမဖြစ်အောင်เนาะကဲအဲ့တော့နောက်တစ်ခုကဘာလဲစားခဲ့ပြီးသားပါ I already ate already ကကျတော့လုပ်ပြီးသားကိုဆိုလိုချင်တာပေါ့နော်ကဲအဲ့တော့နောက်ဆုံးတစ်ခုကတစ်ခုခုစားချင်ပါတယ် I want something to eat ဒါမှမဟုတ် I would like something to eat ပေါ့ဟုတ်ပြီနော်အဲ့တော့ဘာဟိုက်လဲငါကိုပထမဆုံးတစ်ခု Yes I'm hungry a little bit No I'm not hungry I already ate I would like something to eat ဟုတ်ပြီเนาะကဲအဲ့တော့ဒါလေးတွေကိုဒီလိုမျိုးအဖြေလေးတွေပေါ့เนาะကြိုတင်ကိုစဉ်းစားမယ်ပြီးလို့ရှိရင်ဒီ English phrases လေးပေါ့เนาะအဲ့လိုမျိုးလက်ထဲမှာဆိုတော့ခေါင်းထဲမှာအစဉ်သင့်ရှိနေရဆိုလို့ရှိရင်ကိုเนาะဘာမီးလိုက်ဘာဖြစ်မလဲဆိုတော့ ready made answers တွေရှိနေမှာဖြစ်ပါတယ်เนาะအဲ့တော့ကိုယ့်ရဲ့ speaking confidence ကအထိုက်လျောက်မြင့်နေမှာပေါ့ဟုတ်ပြီเนาะအဲ့တော့ practice answering such simple English questions and improve your spoken English step by step.